အသင်းပိုင်ရှင်ကြောင့်ယူရိုပါလိဝင်ခွင့်ကိုလက်လျှော့ရပေါ်ရှိနေတဲ့ခရစ္စတယ်ဘဲလီဘောလုံးလောကမှာအောင်မြင်မှုတွေရရှိဖို့စ조사ရတာကခက်ခဲလာပါတယ်ဒါပေမဲ့ရရှိထားတဲ့အောင်မြင်မှုကိုရေရှည်ထိန်းသိမ်းမှုနဲ့တန်ဖိုးတွေမှာပါဝင်ခွင့်ရဖို့ကလည်းမထင်မှတ်ထားတဲ့အသားစီးတွေစီးမြင့်စည်းကမ်းတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ဒီတစ်ခါမှာတော့မထင်မှတ်တဲ့အောင်မြင်မှုတွေရရှိထားတဲ့ပရီးမီးယားလိဂ်ကလပ်ခရစ္စတယ်ဘဲလီအသင်းဟာသူတို့ရဲ့ယူရိုပါလိဝင်ခွင့်မျှော်လင့်ချက်ကိုလက်လျှော့ရပေါ်ရှိနေတယ်လို့သိရပါတယ်ဒါဟာအသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူအမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဂျွတ်စကတ်တာကြောင့်ပေါ်ပေါက်လာတဲ့ကြီးမားတဲ့ပြဿနာကြီးတစ်ခုပါခရစ္စတယ်ဘဲလီအသင်းဟာပြီးခဲ့တဲ့2024-2025ရာသီအာဖရိကပြိုင်ပွဲမှာအားအသင်းပေါ်ရပိုးဆွဲခဲ့ပါတယ်ဒီဖလားအသင်းတီထောင်ခဲ့တဲ့119နှစ်တာသမိုင်းတစ်ဆောက်မှာပထမဆုံးချိန်စုခူးရရှိခဲ့တဲ့မေဂျာဖလားပဲဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့ကလပ်သမိုင်းအတွက်ကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့လန်ဒန်တောင်ပိုင်းကပရိသတ်တွေအတွက်လည်းနှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့အိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာခဲ့တာပါ။ FA ဖလားချန်ပီယံကိုစုခူးခဲ့တာကြောင့်ခရစ္စတယ်ဘဲလီအသင်းဟာလာမယ့်2025-2026ရာသီမှာယူရိုပါလိပြိုင်ပွဲရဲ့အဆင့်ကိုဝင်ရောက်ခွင့်ရရှိထားပြီပဲဖြစ်ပါတယ်။ဒါဟာဥရောပပြိုင်ပွဲကြီးတစ်ခုမှာပါဝင်ခွင့်ရဖို့သူတို့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာတော့မယ်လို့မျှော်လင့်ထားခဲ့ကြတာပါ။ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေရရှိနေတဲ့ကြားကပဲခရစ္စတယ်ဘဲလီအသင်းဟာမထင်မှတ်ထားတဲ့ကြီးမားတဲ့ခက်ခဲတစ်ခုနဲ့ရင်ဆိုင်နေရတာပါ။ဒါကခရစ္စတယ်ဘဲလီအသင်းရဲ့ရှယ်ယာ45%ကိုပိုင်ဆိုင်ထားပြီးအဓိကရှယ်ယာရှင်လူဦးဖြစ်တဲ့ဂျွန်စတက်တာကြောင့်ပဲဖြစ်ပါတယ်။ဒီမှာရင်ပြဿနာစတော့တာပါပဲ။ဘာကြောင့်လဲဆိုတော့ဂျွန်စတက်တာဟာပြင်သစ်လီဂို1ကလပ်လိုင်ယိုအသင်းကိုလည်းပိုင်ဆိုင်ထားပြီးဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိနေတာပါ။လိုင်ယိုအသင်းမှာလည်း2024-2025ရာသီလီဂို1ပြိုင်ပွဲမှာအဆင့်6နေရာမှာရပ်တည်နိုင်ခဲ့တာကြောင့်ယူရိုပါလိပြိုင်ပွဲလီးအဆင့်ဝင်ခွင့်ရရှိထားပါတယ်။ဒီလိုအခြေအနေတစ်ခုပေါ်ပေါက်လာတာကြောင့်ဥရောပဘောလုံးပွဲချုပ်ရဲ့ကလပ်တင်းများစွာပိုင်ဆိုင်မှုစီးမြင့်တဲ့စတက်တာရဲ့ပိုင်ဆိုင်မှုကညီဆိုးနေတာပဲဖြစ်ပါတယ်။ UEFA ရဲ့စီမင်းရပုဂ္ဂိုလ်တဦးတဲ့ဒါမှမဟုတ်ကွန်မြူနီတီတစ်ခုတွေကပြိုင်ပွဲကလပ်တင်းနှစ်တင်းကိုပိုင်ဆိုင်ထားပြီးအဲ့ဒီနှစ်တင်းစလုံးဥရောပပြိုင်ပွဲတွေမှာစစ်ပြိုင်ခွင့်ရရှိပါကပြိုင်ဆိုင်မှုများတတ်မှုမရှိဘူးလို့သတ်မှတ်ထားပါတယ်။ဒီလိုအခြေအနေမျိုးမှာအသင်းနှစ်တင်းစလုံးပြိုင်ပွဲဝင်ခွင့်ရရှိမှာမဟုတ်ပဲစီမင်းနဲ့မညီညွတ်တဲ့အသင်းကပြိုင်ပွဲဝင်ခွင့်ကိုဆုံးရှုံးရမှာပဲဖြစ်ပါတယ်။တက်စတာကတော့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးပမ်းခဲ့ပါတယ်။သူပိုင်ဆိုင်တဲ့ခရစ္စတယ်ဘဲလီအသင်းရဲ့ရှယ်ယာတွေကိုBlind Trust Option လို့ခေါ်တဲ့တတိယအုပ်စုတစ်ခုစီလွှဲပြောင်းထားဖို့ဇွန်လ3ရက်နေ့က UEFA တာဝန်ရှိသူတွေနဲ့တောက်ရောက်ဆွေးနွေးခဲ့ပါတယ်။ Blind Trust ဆိုတာကတော့ပိုင်ရှင်တွေကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလွတ်လပ်တဲ့တတိယအုပ်စုတစ်ခုစီကိုလွှဲပြောင်းပေးပြီးထိန်းချုပ်ခွင့်ကိုခေတ္တဆင်းလွတ်ထားတဲ့သဘောမျိုးပါ။ဒါမှသာပိုင်ဆိုင်မှုစီးမြင့်နေနဲ့မညီစွာအောင်ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ဒီဆွေးနွေးမှုကနေသဘောတူညီမှုမရရှိခဲ့ဘူးလို့သိရပါတယ်။ UEFA စီးမြင့်ရပိုင်ဆိုင်မှုအပြောင်းအလဲကိုမက်လ1ရက်နေ့မတိုင်ခင်ပြုလုပ်ဖို့လိုအပ်တာကြောင့်ခရစ္စတယ်ဘဲလီအသင်းကလာမယ့်2025-2026ယူရိုပါလိဝင်ခွင့်ကိုဆုံးရှုံးပွဲရှိနေတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့မက်လ1ရက်နေ့တက်မှတ်ရက်ကိုကျော်လွန်နေပြီပဲဖြစ်ပါတယ်။ဒါဟာခရစ္စတယ်ဘဲလီအသင်းတို့ပထမဆုံးရရှိတဲ့မေဂျာလီဖလားအောင်ပွဲပြီးနောက်ဝမ်းနည်းစရာအခြေအနေတစ်ခုဖြစ်လာစေခဲ့ပါတယ်။ပရိသတ်တွေအိမ်မက်ခဲ့တဲ့ဥရောပခီးစဉ်ဟာသူတို့အသင်းပိုင်ရှင်ရဲ့လှုပ်ဆောင်မှုကြောင့်ပြပြရတော့မှလားဆိုတာကတော့စိုးရိမ်နေကြပြီဖြစ်ပါတယ်။သူတို့ရဲ့စူးစမ်းမှုတွေအချင်းကြီးဖြစ်တော့မလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဥရောပဘောလုံးပွဲချုပ်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုခရစ္စတယ်ဘဲလီပရိသတ်တွေစိုးရိမ်နေကြီးစောင့်မျှော်နေကြပါပြီ။ဒီချိန်နေဘယ်လိုဆုံးသက်သွားမလဲဆိုတာကတော့ဘောလုံးလောကရဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခုဖြစ်ဆက်လက်ရှိနေအောင်မှာပဲဖြစ်ပါတယ်။ A Liverpool score. It's Mohamed Salah's one